ဒီမိကွန်းကမဓမ္မကြီးကြီးမကြော်နေအောင်ကျွန်တော်အနည်းငယ်ရှင်းပြချင်တယ်ဟုတ်ပြီနော် WPNTS နဲ့ကျွန်တော်တို့စင်ကာပူမှာကားမောင်းလို့မရပါဘူး WPNTS ကိုတာဒီ FMB အတွက်စားတောက်နဲ့ပတ်သက်တဲ့ company မှာပဲခံလို့ရတယ်ဆိုတော့မရဘူးတိုးတော်လည်းပဲစလုံးတချို့တော့ agent တွေကသူတို့ကတုံးပြီးတော့ဒီအမျိုးမျိုးလက်သူတို့ကိုတာကိုလက်ကစားတာပေါ့နော်ဒါပေမဲ့ဒါကတရားဝင်မဟုတ်ဘူး MOM ကနေပြီးတော့မသိတဲ့အခါမျိုးသူမဟုတ်မစစ်စီးတဲ့အခါမျိုးတွေမှာသူတို့ကလုတ်တတ်တယ်ဒါပေမဲ့ပြဿနာကြီးကြီးမားမားတော့မရှိပါဘူးဒါပေမဲ့မိခဲ့တော့ဒါကပြဿနာရှိတယ်ကျွန်တော်စိတ်ထင်တော့ WPNTS နဲ့သူတို့ခေါ်ပဲဆိုရင်လည်းသွားပါ driving license ရပြီဆိုရင်တော့ခုံလိုက်Aspar Subaru ခုံလိုက်ဒါကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်